CPN Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အပိုင်း3ရဲ့အစမှာဆိုရင်တော့အီတာဒိုရီဖူရှီဂိုရိုနဲ့နိုဘာရာတို့ဟာအကျဉ်းထောင်တစ်ခုမှာပေါ်ပေါက်နေတဲ့အစင်းမြင့်ကျင်းစာတစ်ခုကိုရှင်းလင်းဖို့တော့တာဝန်ပေးရခြင်းခံလိုက်ရပါတယ်။အဲ့ဒီအချိန်မှာကိုဂျိုကအားလည်းရခရီးထွက်နေရလို့သူတို့လူသစ်3ယောက်ထဲနဲ့ပဲဒီအန်ဒီရဲ့ကြီးတဲ့တာဝန်ကိုရင်ဆိုင်နေရတာပါ။အကျဉ်းထောင်ထဲရောက်တဲ့အခါသူတို့ဟာတေဆုံးနေတဲ့လူသေးလောင်းတွေကိုတွေ့ရပြီးအဲ့ဒါဟာအသက်ရှင်ကြံရစ်သူဟုတ်မဟုတ်ဆိုတဲ့အချက်နဲ့တင်အီတာဒိုရီနဲ့နိုဝါရာတို့ဟာအတိတ်ပဲမရှိတဲ့ငင်းခုန်မှုတွေစတင်ဖြစ်နေကြပါတယ်။ရုတ်တရက်ကျင်းစာရဲ့တိုက်ခိုက်မှုကြောင့်နိုဝါရာဟာအခြားနေရာတစ်ခုကိုလွှဲဆွင်သွားပြီးအီတာဒိုရီနဲ့ဖိုရှီဂိုရိုတို့ဟာအလွန်အမင်းအစွမ်းထက်တဲ့ကျင်းစာကြီးနဲ့ရင်ဆိုင်နေရပါတယ်။အီတာဒိုရီဟာသူ့ရဲ့ခန္ဓာကိုယ်ကိုစုကာနာစီဖလွှဲပေးလိုက်ပြီးကျင်းစာကိုအနိုင်တိုက်ခိုက်ဖို့အဆုံးဖြတ်လိုက်ပါတယ်။စုကာနာကကျင်းစာကိုအလွယ်တကူနှိမ်နှင်းပေးလိုက်ပေမဲ့အီတာဒိုရီဟာသူ့ရဲ့ခန္ဓာကိုယ်ကိုချက်ချင်းပြန်မထိန်နိုင်တော့ပဲစုကာနာကဖူရှီဂိုရိုကိုတပ်ဖို့ကြိုးစားပါတော့တယ်။စုကာနာဟာအီတာဒိုရီရဲ့နှလုံးကိုခန္ဓာကိုယ်ထဲကနေဆွဲထုတ်ပစ်လိုက်ပြီးသူ့ကိုယ်သူအသက်ရှင်အောင်လုပ်နိုင်ပေမဲ့အီတာဒိုရီဟာလူစားလဲလိုက်ရင်တေသွားမယ်ဆိုပြီးချိန်ချောက်ခဲ့ပါတယ်။နောက်ဆုံးမှာအီတာဒိုရီဟာတေဘေးကိုတီလီယန်နဲ့လူစားလဲလိုက်ပြီးဖူရှီဂိုရိုရဲ့ရှေ့မှာတင်တေဆုံသွားခဲ့ပါတယ်။အီတာဒိုရီတေဆုံးသွားတဲ့အတွက်ကျောင်းမှာကြန့်ရှိခဲ့တဲ့ဖူရှီဂိုရိုနဲ့နိုဘာရာတို့ဟာဝမ်းထဲနေကြစင်မှာပဲစီနီယာတွေဖြစ်တဲ့မာကီအီနူမာကီနဲ့စကားပြောတတ်တဲ့ပန်နာဂျီတို့ရောက်လာပြီးသူတို့ကိုကျင်းစာအတက်တင်ပြိုင်ပွဲမှာပါဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဇလန်လေးရဲ့အဆုံးသတ်မှာတော့တေဆုံးသွားပြီလို့အားလုံးကထင်မှတ်ထားတဲ့အီတာဒိုရီဟာရင်ခွဲယုံထဲမှာရုတ်တရက်ပြန်လည်နိုးထလာခဲ့ပါတယ်။သူဟာစုကားနာနဲ့ဝိညာဉ်လောကမှာသဘောတူညီချက်တစ်ခုပြုလုပ်ခဲ့ပြီးပြန်လည်ရှင်သန်လာတာပဲဖြစ်ပါတယ်။ကိုဂျိုကတော့အီတာဂိုရီပြန်ရှင်လာတာကိုမြင်ပြီးဝမ်းသာအားရနဲ့ကြိုးစိုးနေပေမဲ့အီတာဒိုရီကသူဘာဖြစ်လို့အဝတ်စားမပါပဲဝီလစ်စလီဖြစ်နေရလဲဆိုတာကိုကြောင်တောင်နဲ့မေးခွန်းထုတ်ရင်းဇလန်ကအလွဲချော်တွေနဲ့အဆုံးသတ်သွားပါတယ်ဒီနေ့တော့ဇလန်လေးကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းနေ့စဉ် recap တွေကိုတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်တို့ရဲ့ CPN Recap Channel လေးကို like and subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်